ဒီနေ့ကအပိုင်းနှစ်ပိုင်းပြောမှာပါပထမပိုင်းကအာနာရှင်တွေနဲ့သူတို့ရဲ့လက်ပါစီတွေကိုဘယ်လိုရင်ဆိုင်ကြမလဲတာရကလေးနဲ့ပဲစပါမယ်ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာအာနာရှင်ကြီးဖာဒီနန်မာကိုစ်ကိုကျွန်တော်တို့88အရေးခင်းလိုပဲယနေ့မြန်မာပြည်မှာဖြစ်နေတဲ့ပုံသဏ္ဍာန်လိုပဲတနိုင်ငံလုံးကမကြိုက်ဘူးဖာဒီနန်မာကိုစ်ကိုအာနာရှင်ကြီးကိုအဲ့ဒီခါမှာသူ့ရဲ့လက်ပါစီထုံးစံအတိုင်းစစ်တပ်နဲ့ပြည်သူလူထုနဲ့ထိတ်တိုက်တွေ့တော့တရားကြီးတစ်ခုဒီဘက်မှာစစ်တပ်ဒီဘက်မှာအများပြည်သူလူထုမှာတော်လန်ရေးတွေထုံးစံအတိုင်းငယ်ရွယ်တက်ကြွလှုပ်ရှားသူတွေပထမတစ်ချိန်မှာစစ်တပ်ကိုထိတ်တိုက်ရင်ဆိုင်ထုံးစံအတိုင်းပဲပြစ်တယ်ခတ်တယ်ရိုက်တယ်နှက်တယ်ဖမ်းတဲ့လူကိုဖမ်းတယ်ပြစ်တဲ့လူကိုပြစ်တယ်တွေးထွက်တန်ယိုတွေဖြစ်တယ်အထီကေုံတွေဖြစ်တယ်လက်နဲ့ကင်တက်ဆိုတော့ပြည်သူလူထုပထမတစ်ချီမှာအထိနာပါနောက်နည်းနည်းပြန်ဆုတ်တော့စစ်တပ်ကလည်းနောက်နည်းနည်းပြန်ဆုတ်တော့ဒီဘက်မှာကြံခဲ့တဲ့ပြည်သူလူထုအင်အားစုကြီးကဘယ်လိုဆက်ပြီးတော့ဒီစစ်တပ်ကိုရင်ဆိုင်ရင်ကောင်းမလဲစစ်တပ်ကတော့ထုံးစံတိုင်းဖမ်းတဲ့လူကိုဖမ်းသွားပြီးဒီဘက်တရားဒီဘက်မှာပေါ့ဒဏ်ရာရတဲ့လူတွေပိုင်းလည်းဖမ်းသွားပြီးပြစ်လိုက်လို့တည်သွားတဲ့လူတွေပိုင်းလည်းရှိမှာပေါ့ဗျာအဲ့ချိန်မှာဒီဘက်ကလူထုကခေါင်းဆောင်တွေကမျိုးစုံရှိတယ်ဒီចောင်းသားလူငယ်တွေကိုခေါင်းဆောင်နေတာရှိတယ်အလုပ်သမားတွေကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်တွေရှိတယ်အဲ့ဒီမှာဘသူတွေပါဝင်နေလဲဆိုတက်ကြီးရွယ်ကိုအဖိုးအဖွားတွေပါဝင်နေတယ်စစ်တပ်ကိုထိတ်တိုက်တွေ့တယ်လူအုပ်ထဲမှာနောက်တစ်ခုဘသူတွေပါဝင်နေလဲဆိုတော့မတန်ဆွမ်းနေ disable မတန်ဆွမ်းကိုလက်အင်္ဂါချို့ရင်းနေရှာသူတွေပါဝင်နေတချို့ဝှီးချဲတွေနဲ့တချို့ကမျက်စိမျက်မမြင်နေဒုတ်ကောက်တွေနဲ့အဲ့ဒီလူအုပ်ကြီးကြားထဲမှာပဲမြန်ဆန်မီတင်းတစ်ခုအစည်းအဝေးတစ်ခုလုပ်လိုက်တယ်ဘယ်လိုရင်ဆိုင်မလဲဒီစစ်တပ်ကိုအာနာရှင်ရဲ့လက်ပါစီတပ်ပေါ့ဗျာအဲ့မှာတက်ကြီးရွယ်ဦးတွေကတချို့အဖိုးဖွားတယ်ပေါ့ထွက်လာပြီးပြောတယ်ចောင်းသားလူငယ်တွေငယ်ရွယ်သူတွေထိခိုက်ကုန်ပါပြီဖမ်းခံကုန်ပါပြီတေတဲ့လူလည်းတေသွားပြီအဖိုးတို့အဖွားတို့ဟာလူဘဝမှာနေလာတာအသက်တန်းကြာပါပြီအခုလည်းအိုလာပါပြီခလေးတွေကိုမစတေးပါနဲ့တို့အဖိုးအဖွားတွေရှေ့ဆုံးကထွက်မယ်စတေးခံမရစီမေတ္တာရက်ခံလာတာယူတတ်ရင်သင်္ကန်းစာနဲ့သူတို့ရဲ့စိတ်ဓာတ်အကြောင်းသားလူငယ်လေးတွေကစိတ်တော့မကောင်းဘူးပေါ့အဖိုးတွေအဖွားတွေဆိုကောင်းပါပြီအဲ့ဒီမှာအဖိုးတွေအဖွားတွေရဲ့ရှေ့ကိုဘသူတွေထပ်ထွက်လာလဲဆိုကျွန်တော်ခုနပြောတယ်မတန်ဆွမ်းနေအဖိုးတွေအဖွားတွေတော့မှဒုတိယလိုင်းမှာပဲနေပါကျွန်တော်တို့မတန်ဆွမ်းများကရှေ့ဆုံးကထွက်ပြရစီခင်ဗျာစွန့်လွတ်ရဲတဲ့တတ္တိစွန့်စားရဲတဲ့တတ္တိကဲဒီလိုဆိုရင်တော့တကယ်ဥဆောင်နေတဲ့လူငယ်တွေကဆုံးဖြတ်ချက်ချလိုက်ပါတယ်မျှတတာပဲဒီလိုဆိုရင်တော့ရှေ့ဆုံးတဒန်းမတန်ဆွမ်းနေပြီးရင်အဖိုးတွေအဖွားတွေပြီးရင်ចောင်းသားလူငယ်တွေပြီးရင်မတန်ဆွမ်းနေအဖိုးတွေအဖွားတွေចောင်းသားလူငယ်တွေဒီလိုအစီအစဉ်နဲ့ရင်ဆိုင်ကြရအောင်ဆိုပြီးဒုတိယလှိုင်းအဲ့ဒီခုနတထားကြီးပေါ်မှာတွေ့ကြပြန်အောင်ဒီဘက်ကမြန်မာနိုင်ငံလို့ဆိုတော့ဒိုအေးလူအုပ်ကြီးကချီတက်လာတော့ဒီဘက်ကစကားတွေနဲ့တင်ကားတွေနဲ့ဗျာအဲ့ဒါအကုန်ရှိတယ် documents ရုပ်ရှင်တွေတမိုင်းမှတ်တမ်းဓာတ်ပုံတွေဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာတကယ်ဖြစ်သွားတယ်တထားကြီးပေါ်မှာထိတ်တိုက်ရင်ဆိုင်ကြတဲ့အခါတမှုကပြစ်ရိုက်ဖမ်းရိုက်တာပေါ့ပြစ်တာပေါ့သူ့လက်အောင်ငယ်သားတွေဒါပေမဲ့ဗျာရိုက်နေနဲ့နေပြစ်နေဖမ်းနေတာတွေကမတန်ဆွမ်းနေအဖိုးဖွားတွေဗျာပထမ3လိုင်းပြို့သွားတယ်နောက်3လိုင်းပြို့သွားခဏနေတော့မလို့ရတော့
ဟိုအဝေးကနေကြည့်ပြီးအမိတ်ပေးနေတဲ့တိုက်ရင်မှုရဲ့တတ်မှုရဲ့ဘေးကဒုတတ်မှုကတတ်မှုကိုတစ်ချက်ပဲကြည့်လိုက်တယ်ခါစိမ့်ပေါ့ဗျာမင်းကငါပြတ်တတ်ရင်ကောင်းမလားဆိုတဲ့အကြည့်မျိုးဖြစ်မှာတတ်မှုတုံလှုပ်သွားတတ်သားတွေကလည်းတုံလှုပ်မရိုက်နဲ့တော့မဖမ်းနဲ့တော့လူတို့ကိုကျွန်တော်တို့မရိုက်တော့ပါဘူးခင်ဗျာမလုပ်တော့ပါဘူးစပီကာနဲ့អော်ကျွန်တော်တို့အခုပဲပြန်လှည့်လိုက်ပါမယ်အာနာရှင်ရှိနေတဲ့သမရနန်းတော်ကိုဖိလစ်ပိုင်နိုင်ငံဟာအရှိတောင်အာရှမှာဒီမိုကရေစီအရဆုံးဒီမိုကရက်တစ်အဖြစ်ဆုံးနိုင်ငံဖြစ်ပါတယ်ဒီမိုကရေစီရသွားပြီမဲ့တိတ်တော့မချမ်းသာဘူးဒါလည်းအမှန်တရားကိုတင်ပြတာပါတိတ်တော့မချမ်းသာဘာလို့ဆိုဖိလစ်ပိုင်လူမျိုးတွေပျော်ပျော်နေတဲ့တချင်းဆိုပဲကပ္ပအဆင့်အဆိုးတော်တွေဖိလစ်ပိုင်နိုင်ငံကအမြောက်အများမွေးထုတ်နိုင်တယ်နော်အရှိတောင်အာရှအဆင့်အောင်မပြောသူတို့တချင်းဆိုပဲပျော်ပျော်နေမယ်အေဂျင့်နဲ့ရောင်ရဲတယ်စီးပွားကိုအယူမီဝိုင်းမရှာဘူးဒါကြောင့်နိုင်ငံစီးပွားမတိုးတက်ပေမဲ့တကဘာလုံးအတိမတ်ပြုတော့အရှိတောင်အာရှမှာဒီမိုကရက်တစ်အဖြစ်ဆုံးနိုင်ငံဘဝကိုအဲ့ဒီဖာဒီနာမာကိုစပြုတ်ကြပြီးတော့အခွီနိုခေါ်ရာဇန်အခွီနိုဆိုတဲ့အမျိုးသမီးခေါင်းဆောင်ပဲလေအမေစုတို့လိုပဲသမရဖြစ်သွားတယ်တိတ်ကောင်းတာဗျာကျွန်တော်တသက်လုံးမှတ်ထားတယ်အဲ့ဒါတွေအဲ့တော့အာနာရှင်ကိုတော်လှန်တဲ့အခါမှာမကြောက်ဖို့လိုတယ်နှလုံးသားထဲမှာယုံကြည်ချက်ခိုင်မာဖို့လိုတယ်အုံနောက်လည်းကောင်းဖို့လိုတယ်ဒါကြောင့်ယနေ့မြန်မာနိုင်ငံမှာတမုံတရင်ဖမ်းနေတယ်ဆိုတဲ့ကိစ္စမှာခင်ဗျားတို့ပြည်သူလူထု20ပဲရှိတဲ့ရက်ကွက်လူ20ပဲရှိတယ်ဆိုရင်ရက်ကွက်ကလေးထဲမှာရဲ40လာဝိုင်းတမုံမတီးနဲ့တော့အေးစိဒီခဏနှက်လိုက်အိမ်ထဲမှာခဏနှက်လိုက်ခင်ဗျားတို့က20ပဲဖြစ်နေတယ်ပြည်သူလူထုကရဲက40နော်အင်အားမှမမျှခဏအတင်းရဲကလာနေပြီဆိုရင်တော့အေးတော့ပါငါပြောသီးစားပါနော်ကျွန်တော်တို့မတီးရဘူးလားမတီးဘူးအားလုံးတီးနေကျွန်တော်တို့လည်းတီးမိနေတယ်နော်တပိတ်ခုနပြောရင်းနှီးချမ်းတော့ငါပြောသီးစားလက်ဆွဲနှုတ်ဆက်ပြီးပြန်ခိုင်းလိုက်ထိတ်တိုက်မတွေ့နဲ့ပြည်သူလူထုက20ပဲရန်ကုန်မြို့လမ်းနေရက်ကွက်တွေထဲမှာကြာတော့လူ900 1000နေဗျာရဲ20လာဝိုင်းဘယ်သူကဂရုစိုက်ပါရဲတောင်ပြန်ဝိုင်းထားလိုက်လို့ရမှန်တယ်နော်ခင်ဗျားတို့လူ4-500ကိုရဲ20ဖမ်းလို့ရအကြောက်တရားမရှိကြဘူးဆိုတာအုံနောက်ကအလုံးလုံးဖို့လိုတယ်ခုနလူ20ပဲရှိတယ်ရဲက40အတင်းဝင်ဖမ်းတယ်မရအောင်တောင်းပန်တာတော့မရဘူးနောက်နီးစနစ်တစ်ခုရှိတယ်အမေကိုဖမ်းတယ်သမီးကဘလို့អော်မလဲကျမအမေကနှလုံးရောဂါကြီးနဲ့ပါရှင်မလုံးကြပါနဲ့အမေဖြစ်သူကဘလို့လုပ်လိုက်လမ်းမပေါ်ပြစ်လဲလိုက်မြေကြီးပေါ်ပြစ်လဲပလိုက်နှလုံးကြီးကိုလက်နဲ့ဖိထားပြီးမျက်လုံးလေးသာမိတ်နေလိုက်ကျမအမေကိုမထိနဲ့တော့သေသွားရင်ရှင်တို့တာဝန်တော့နှလုံးယောဂတဲ့ကြီးနော်ဒါကအမေကိုဖမ်းရင်သမီးကပြောရမယ်စကားသမီးကိုဖမ်းရင်အမေကကျမသမီးလေးကနှလုံးယောဂတဲ့ပါရှင်အော်ကျဲအော်ဗီဒီယိုနဲ့မှတန်းတင်ထားရှင်တို့မလုံးကြပါနဲ့ဟာလဲသွားပြီတေသွားတော့မှာပဲဒုက္ခပါပဲဖမ်းလို့ရမလားမြေကြီးပေါ်ကနှလုံးယောဂတဲ့ကိုရဲရဒါမျိုးတွေလည်းသိထားဖို့လိုတယ်တော်လန်ရေးစနစ်တော်လန်ရေးတရက်မှာဒါဘလို့တော်လန်ကြမလဲဆိုတာပါရန်ကုန်မြို့မှာတော့မကြောက်နဲ့သူတို့လာဝိုင်းလေဘလို့လူ900ဗျာကားပဲတော့ရှာခိုင်းလိုက်ပါဦးကားတော့ရှာခိုင်းလိုက်ကဒီတလန်းလုံးတရက်ကွက်လုံးတက်လိုက်မယ်လို့မြို့နယ်အချုပ်ခန်းထဲမှာစမလားနော်ကျွန်တော်မရှိလို့မြောက်ပေးနေတာမဟုတ်ဘူးနော်ကျွန်တော်ဘဝဟာမြန်မာပြည်မှာကျွန်တော်ဘဝမြန်မာပြည်မှာပါကျွန်တော်တချင်းနေမြန်မာပြည်မှာဒီကောင်တွေတက်အုပ်ချုပ်ပြီးအခုတော့မှကျွန်တော်တချင်းတွေကိုသူတို့နဲ့ဆိုင်တဲ့ website တွေမှာဖြုတ်ချထားတယ်ခါတိုင်းတော့ကျွန်တော်နည်းနည်းလေး percentage လေးနည်းနည်းရနေတဲ့တချင်းလေးတွေပြုတ်သွားပြီကျွန်တော်ဒီမဆိုင်ပါဘူးချပါပဲဒီကောင်အဲ့တော့ကျွန်တော်သတင်းကောင်းသတင်းပေးချင်တာကတော့ကျွန်တော်လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေထဲမှာမင်းအောင်လှိုင်ရဲ့အမျိုးအရင်ကြီးနိုင်ငံကြီးတစ်ခုမှာရောက်နေခြေရခံမိထားပြီအတိအကျခြေရခံမိထားပြီဒုတိယပိုင်းအခုကျွန်တော်ဒုတိယပိုင်းကတော့တပ်မှာတာဝန်ထမ်းဆောင်နေကြတယ်တိုင်းမှုတွေဒုတိုင်းမှုတွေတပ်ရင်းမှုတွေတပ်မမှုတွေဘုံမူကြီးဟို
ပိုချုပ်ကြီးပိုချုပ်ဘုံမှုချုပ်ဘုံမှုကြီး level လောက်အထိကျွန်တော်ကိစ္စတစ်ခုတင်ပြပါရစေကျွန်တော်တို့အခုစက်ရင်းတွေလိုက်တာဘုံမှုကြီး level လောက်အထိအရာရှိကြီးတွေတာသမီတွေစက်ရင်းတွေပါရရှိနေပြီဖြစ်ပါတယ်စိတ်မကောင်းအမေစုအစိုးရ NLD အစိုးရကဖြေလျှော့ပေး NLD အစိုးရတက်လာတဲ့အခါကဘာဖြေလျှော့ပေးလိုက်လို့ခမားတို့ရဲ့တာသမီတွေကဘာမှာစာတော်တင်ခွင့်ရနေတယ်အခုခမားတို့ကအာနာယူမင်းအောင်လှိုင်ကိုခမားတို့စစ်အရာရှိကြီးတွေကထောက်ခံနေဦးမယ်သူခိုင်းတာလှုပ်ပေးနေဦးမယ်ဆိုရင်ခမားတို့တာသမီလေးတွေစာတင်ခွင့်ဆုံးရှုံးမယ်နိုင်ငံရချားမှာစီးပွားလုတ်ကင်စားတောက်ခွင့်ဆုံးရှုံးမယ်တကဘာလုံးရဲ့အမုန်းကိုခံရမယ်တနိုင်ငံလုံးရဲ့အမုန်းကိုခံရဒီဘဝလည်းမကောင်းဘူးနောင်ဘဝလည်းမကောင်းခင်ဗျားတို့ဗုဒ္ဓဘာသာလေးမလားကံကြီးအကျိုးယုံကြတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ဘဝဆိုတာအပေးနဲ့အယူပဲကံကြီးအကျိုးဆိုတာအပေးနဲ့အယူပဲခင်ဗျားကောင်းတာပေးလိုက်တဲ့အခါကောင်းတာရမယ်မကောင်းတာကြီးသွားလုပ်ရင်မကောင်းတာကြီးရမယ်အားလုံးသိနေတာပဲဗျာမင်းအွန်လိုင်းနဲ့ဒေါ်အောင်ဆန်းစုကြည်ဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘူးအရေးအချင်းလူတို့ချစ်ခင်မှုကဘာကြီးကလေးစားမှုဘာမှမဆိုင်အမေစုအစိုးရတက်လာတော့ကဘာဖြေလျှော့ပြီးလေခမရတို့ဗျာတိုင်းပြည်ထဲမှာလည်းအမျိုးသားရင်ကြားစီရေးဆိုပြီးခမရတို့အခွင့်အရေးတွေအများကြီးပဲအဲ့ဒီအခွင့်အရေးတွေခမရတို့အဆုံးရှုံးခံတော့မလားခမရတို့သားသမီးတွေဆွေမျိုးသားချင်းတွေပူးပေါင်းပါပြည်သူလူထုနဲ့ကျွန်တော်မဖြစ်စေချင်ပါဘူးခင်ဗျားတို့အချင်းချင်းပြစ်ကြခတ်ချမဖြစ်စေချင်ဒါပေမဲ့မင်းအောင်လိုက်အမိန့်နေမနာခံဘူးလုံမပေးနိုင်ဘူးမတရားဘူးကျွန်တော်တို့မတရားတဲ့အမိန့်နေမနာခံဘူးပြည်သူလူထုဘက်ကိုတနတ်ပြောင်းသွားမလဲ့နိုင်ဘူးအဲ့ဒီလိုအရာရှိကြီးတွေပေါ်လာရင်ကျွန်တော်အဲ့ဒီအရာရှိကြီးတွေကိုယ်တိုင်ဆက်သွယ်ပါတိုင်းသူပြည်သားများခင်ဗျာကျွန်တော်အဲ့ဒီလိုအရာရှိကြီးတွေရဲ့နာမည်တွေပေးဖို့သူတို့သားသမီးတွေကိုဒီကနေပညာသင်ခွင့်ရုပ်သိမ်းပြီးမနှင်လွတ်တဲ့အပြင်သူ့ရဲကောင်းနေလို့ကျွန်တော်တို့ဆက်ဆံမယ်အပေးနဲ့အယူပဲလူဘဝကံကြီးအကျိုးခင်ဗျားတို့ဗမာပြည်တွင်းမှာကောင်းတာလုပ်ပေးရင်ဒီဘက်မှာကောင်းတာရမယ်မြန်မာပြည်တွင်းထဲမှာတော့ခင်ဗျားတို့ကောင်းတာတွေပြန်ရမှာနော်ယုံပါဗျာယုံပါဗျာအားလုံးအမိမြန်မာပြည်အတွက်အကောင်းဆုံးအခြေအနေတစ်ခုပြန်လည်ရောက်ရှိအောင်လုပ်ကြပါကျွန်တော်တို့လည်းဒီဘက်ကအစွမ်းကုန်လုပ်ပါမယ်အကောင်းဆုံးသတင်းတစ်ခုကြံခဲ့လို့ထပ်မံတင်ပြလိုက်ပါတယ် UN မှာတရုတ်နိုင်ငံဟာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ဖမ်းဆီးခံထားရတဲ့ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့အားလုံးကိုပြန်လည်လွှတ်ပေးရမယ်ဆိုတဲ့အမိန့်ကြေညာချက်ကိုတရုတ်နိုင်ငံသဘောတူညီလိုက်ပြီဖြစ်ပါတယ်ခင်ဗျာပြီးတော့တရုတ်နိုင်ငံဟာအာဏာသိမ်းမှုလို့သူတို့ဗဇက်ကစာထဲမှာမထုတ်ပြန်ပေမဲ့အခုလိုလုပ်ရအတွက်အင်မတန်မှသူတို့စိုးရင်ပူပန်နဲ့မကြိုက်ပါဘူးဆိုတာပါပြောလိုက်ပါတယ်ဗျာနီးစပ်လာပါပြီမအားလားမင်းအောင်လိုက်မင်းစတဲ့ငါနီးစပ်လာပါပြီအားလုံးကျေးဇူးတင်ပါတယ်